ကြာသပတေးနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း1ရက်နေ့မှ9ရက်နေ့အထိတပတ်စာမြန်မာပြည်တွင်ဟောစာတမ်းဒီတပတ်မှာကြာသပတေးနေ့မွေးသူတွေအတွက်ကံကောင်းမှုတွေတဖြည်းဖြည်းတိုးလာမယ့်အချိန်မှာအရင်ကအခက်အခဲဖြစ်နေတဲ့ကိစ္စတွေပြည်လည်လာနိုင်ပါတယ်။ကြာသပတေးနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းပိုင်းမှာလူကြီးသူမတွေရဲ့အကူအညီရလာနိုင်ပါတယ်။ယာတူတိုးခြင်းအလုပ်ကိုင်အသေးရခြင်းမျိုးကြုံနိုင်ပါတယ်။ဒါပေမဲ့လုပ်ဖို့ကင်ဘက်တွေနဲ့စကားပြောဆိုသတိထားပါ။ကြာသပတေးနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းပြီးအရင်ကရက်တက်နေတဲ့ငွေကြေးကိစ္စတွေအဆင်ပြေလာနိုင်ပါတယ်။ယင်းနှိမ့်မြုပ်နှံမှုအသစ်တွေစတင်ဖို့အချိန်ကောင်းတစ်ခုပါ။ကြာသပတေးနေ့မွေးသူများအတွက်အခြေရေးကတော့စင်ကူတွေအတွက်ကံကြမ္မာဆုံးတွေးမှုမျိုးဖြစ်လာနိုင်ပါတယ်။ချစ်သူရှိသူတွေကတော့နားလည်မှုတွေပိုမိုတိုးလာပြီးအနာဂတ်အတွက်ဆုံးဖြတ်ချက်ကောင်းတွေချနိုင်မဲ့အချိန်ပါ။ကြာသပတေးနေ့မွေးသူများအတွက်ကျန်းမာရေးကတော့အကျော်တက်ခြင်းခေါင်းမူးခြင်းနဲ့ပင်ပန်းနွမ်းနယ်မှုတွေသတိထားပါအနားယူချိန်လုံလောက်စွာယူဖို့လိုပါတယ်။ကြာသပတေးနေ့မွေးသူများအတွက်ရှောင်ရန်ကတော့ဒေါသနဲ့ဆုံးဖြတ်ချက်ချခြင်းငွေကြေးအာမခံပေးခြင်းအလုပ်ကိုအလွန်အကျွံဖိလုပ်ခြင်းတို့ရှောင်ပါကြာသပတေးနေ့မွေးသူများအတွက်ဆောင်ရန်ကတော့ကြာသပတေးနေ့မှာအဝါရောင်ပန်းလူပါတက်ကြီးရွယ်ဦးများကိုကူညီပါအဝါရောင်အသုံးဆောင်လေးဆောင်ပါကံကောင်းစေသောအယောင်တွေကတော့အဝါရောင်ရွှေရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့9-9ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့တနင်္လာနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာစိတ်ရှည်ပြီးကြိုးစားနိုင်ရင်အောင်မြင်မှုကြီးတွေရရှိလာနိုင်တဲ့အချိန်ပါအခုလိုတပတ်စာပေတင်ဟောချက်တွေကြည့်ချင်ရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး